စားကသွားတဲ့ကတွင်အတွက်ကောင်းတယ်ဆိုတာပြောနေစရာမလိုအောင်အားလုံးသိထားပြီးဖြစ်မှာပါဒါဆိုစားကကျန်းမာရေးအတွက်ကောင်းတယ်လို့ပြောရမှာလားတကယ်တော့စားကလုံးဝမစားဘဲနေရမယ့်အရာတော့မဟုတ်ပါဘူးစားကိုစားပေးခြင်းအပြင်ဘလို့ကောင်းကျိုးလေးတွေရရှိစေနိုင်လဲဆိုရင်တော့ရေဓာတ်ပြည့်ဝစေတယ်ခန္ဓာကိုယ်မှာဆိုဒီယမ်နဲ့ပိုတက်ဆီယမ်မျှတနေမှကောင်းကောင်းလှုပ်ရှားနိုင်မှာဖြစ်ပါတယ်ဒါမှလည်းလိုအပ်တဲ့ရေဓာတ်ကိုအကောင်းဆုံးဖြည့်တင်းနိုင်မှာပါခန္ဓာကိုယ်မှာရေဓာတ်မျှတခြင်းနဲ့ဆိုရင်တော့စားကိုအတန်အသင့်စားသုံးပေးပါပြီးတော့စားကအာယုံကြောစနစ်ကိုကျန်းမာစေနိုင်တယ်ဆိုဒီယမ်ကခန္ဓာကိုယ်ရဲ့ရေစီးဆင်းမှုကိုထိန်းညှိပေးနိုင်ပါတယ်ဒီလို့ဆောင်မှုကအာယုံကြောစနစ်ကျန်းမာဖို့အတွက်အရေးပါပါတယ်အုံနောက်အနေနဲ့ကလည်းကျန်းမာနေဖို့ကဆိုဒီယမ်နဲ့တခြားဓာတ်တွေမျှတနေဖို့လိုအပ်ပါတယ်ဒါကြောင့်စားကိုအတန်အသင့်လောက်တော့စားသုံးဖို့လိုအပ်ပါတယ်ပြီးတဲ့အခါမှာနှလုံးသွေးကြောတွေကိုကျန်းမာစေနိုင်တယ်စားကနှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ပင်လယ်စားကစပွဲတင်စားနဲ့မတူပါဘူးဆေးဘက်ဝင်ပါတယ်ပင်လယ်စားမှာသဘာဝအတိုင်းသတ္တုဓာတ်တွေပါဝင်နေရကြောင်းနှလုံးကျန်းမာဖို့အတွက်အထောက်အကူပြုပေးနိုင်ပါတယ်ပြီးတော့အေးအေးဝစေတယ်စားကအိပ်ဆက်ခြင်းကိုအထောက်ပံ့ပေးပါတယ်အများကြီးစားမိရင်တော့သွေးပေါင်တက်ပြီးအိပ်ချင်တာမျိုးဖြစ်လာစေနိုင်ပါတယ်စားကကိုရင်းရဲ့ဆိုဒီယမ်မညီမျှမှုမဖြစ်အောင်ထိန်းညှိပေးပြီးတော့ကိုရင်းရေဓာတ်ကိုပြေဝစေနိုင်တာကြောင့်ဟော်မုန်းပမာဏကိုထိန်းညှိပေးနိုင်ပါတယ်စားနည်းနည်းပဲစားတဲ့အခါမှာစားကအများကြီးစားရင်သွေးတိုးတယ်ဆိုပေမဲ့နည်းနည်းပဲစားမယ်ဆိုရင်လည်းခန္ဓာကိုယ်မှာထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်သွေးရင်းကအကျိုးမပြုတဲ့ကိုလက်စထရောတွေကိုမြင့်တက်စေနိုင်တယ်နှလုံးရောဂါဖြစ်စေနိုင်တယ်ရုတ်တရက်နှလုံးရက်သွားတာမျိုးခံစားရနိုင်တယ်အင်ဆူလင်မတိုးတာမျိုးခံစားရနိုင်တယ်အမျိုးအစားနဲ့အဆီးကျရောဂါခံစားရနိုင်တယ်ဒီတော့စားအများကြီးစားမိတဲ့အခါမှာဘာတွေဖြစ်မလဲစားအများကြီးစားမိတဲ့အခါမှာအရာရာကတန်ဆေးလွန်ပြီးဆိုသလိုပါပဲစားကမစားရင်လည်းခန္ဓာကိုယ်အတွက်မကောင်းသလိုအရန်စားလုံးပြန်ရင်လည်းထိခိုက်တာတွေရှိလာနိုင်ပါတယ်ဒီတော့စားကိုအများကြီးစားမိတဲ့အခါမှာသွေးတိုးမယ်အစာရိတ်ကင်ဆာဖြစ်မယ်အစာရိတ်ဥလန်းကြောင်းတစ်လျှောက်မှာယောဂပိုးတွေဖြစ်စေနိုင်ပါတယ်အစာရိတ်နေရံတွေပျက်စီးစေနိုင်တယ်ဒီတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့စားပမာဏကိုပြပြပေးရမယ်ဆိုရင်တော့ကျန်းမာရေးလူတစ်ယောက်အနေနဲ့နေ့စဉ်စားကို6 grams လောက်ထက်တော့ပို့ပြီးတော့မစားသင့်ပါဘူးတစ်နေ့တာမှာလူတစ်ယောက်အနေနဲ့ဆိုဒီယမ်ပမာဏ 2.5 grams ပဲလိုအပ်ပါတယ်ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာစားပါဝင်နေမှာဖြစ်တဲ့အတွက်နေ့စဉ်စားကိုလက်ဖက်ရည်စုံတစုံစာလောက်ပဲစားသုံးပေးဖို့လိုအပ်ပါတယ်။အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ဒီပမာဏကအကောင်းဆုံးပဲဖြစ်ပါတယ်။အရန်ငယ်လုံးတဲ့ကလေးတွေအနေနဲ့ကတော့စားကို1 gram လောက်ပဲစားသုံးပေးသင့်ပါတယ်။ဒါကတော့စားသုံးခြင်းကြောင့်ရရှိစေနိုင်တဲ့ကျန်းမာရေးကောင်းကျိုးတွေနဲ့ဆိုးကျိုးတွေကိုပြပြပေးခဲ့ရပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးအကျိုးရှိစေနိုင်မဲ့ကျန်းမာရေးဘုသူတ္တတွေကိုကျမတို့ One Channel ကနေစဉ်ဆက်မပြတ်တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ဆက်ဆက်စောင့်ကြည့်အားပေးကြဖို့မမေ့ကြပါနဲ့လို့ရှင်။ One Channel ပရိသတ်များအားလုံးလည်းယောဂဗျာတွေကင်းဝေးပြီးတော့တာယာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်